မိုးအခုလုံးပြီလား လုံးသွားရပေါ်မိုးကအသေးအုပ်ခါ မိုးကအသေးအောင်လိုက်တာ အေး ခုလက်တွေကလည်းအနာတွေဘလို့ဖြစ်ကုန်တာတော့ လွတ်ကြလာနေပြီးတော့ဒီ ဟုတ်လား ဒီမှာလေးဖြစ်ကုန်တယ်လွတ်ကြအပေါ်လိုတဲ့အနာလေး တော့စေကန်းရောသွားလာ ဆေးကနှစ်ဖက်ကမှသွားရက်ပြီးနှစ်ဖက်ကသွား တော့ပစ္စည်းရှိသေးလား ဘာသာတော့မရှိဘူးဒီနေ့ရှိရ3000ပြုတ် ဘာလို့ကုန်တော့ ကုန်တယ်လေနှချက်ဆရာတို့ဘာလို့ဝဲပြီးတော့ဒီမယ်လေးကြောတော်ထားတယ်ငါလား ဟုတ်ကဲ့ဟုတ်ကဲ့ပြီနော်ဘုရားအခုစေကူဖို့ရယ်စားစိတ်တွေရယ်အခွက်လိုအပ်တာလေးသုံးဖို့အလူရှင်လေးတွေတူလို့နော်ဟုတ်ပြီချစ်သူတက်တန်းနဲ့10လပြည့်ကိုဝီလီယံဖြိုးနဲ့ရှိုင်းထက်အောင်တို့ရဲ့တဲ့ဥပြည်ကျော်ဟန်မဂျန်နဲ့ရန်ကုန်မြို့တို့ကနေပြီးတော့လှူတာနော်ဟိုစေကူဖို့ရယ်အခွက်လိုအပ်တာလေးတွေသုံးဖို့အတွက်နော်အဲ့ဒီလူသားလာလှူပေးတာ အေးပါတာလူပါကွယ်ငါပါပဲကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ပါဟုတ်ကဲ့